ညှိုချလိုက်ပါနည်းနည်းခါမယ်ဓမ္မဒိဋ္ဌံလားပုဂ္ဂလိကဒိဋ္ဌံလားစကားတရားမဟုတ်စာအုပ်ထဲကလက်သီးအနည်းမုံသူများတတိထားပါခံစားချက်လားယုံကြည်ချက်လားအနုပညာသမိုင်းထဲမှာမြင်ရိုင်းများခွာတဲ့ဖြောင်းဖြောင်းဖုံတစ်ထောင်းနဲ့ပျောက်ဆုံးကြံရတဲ့အခါခံစားမှုပါတဲ့ယုံကြည်ချက်ခမည်းအတွက်ခါးသီးလုံးပါတယ်တစ်ခါ international စမ်းကျင့်ခြာနာယဉ်ကျေးမှုဘတ်တော်သားအဖြစ်စိတ်နဲ့ကမှုကိုရှုတ်ချအတ္တဘဝအမှန်ဝါဒကိုပုတ်ခတ်ပြတ်သားတက်ကြွသွေးဆူကြပြားတကုံတလူလူပေါ့တစ်ခါတကုံတာယာရဲ့မေကြည်အေးရဲ့မိပြန်လဲတန်းတခိကာလာရဲ့ရင်ခုန်တန်ကြားနှလုံးသားတွေတုံအပ်မွားချေကြပြားရီအလင်တသွင်ပေါ့ယုံကြည်လို့မဟုတ်ကြုံတယ်လို့လှုပ်လိုက်တယ်ဆိုတာကြပြားတစ်ပုတ်အတွက်သိမကောင်းလာပါဘူးဝေဖန်ရေးဆိုတာလိုအပ်တာမှန်ပေမဲ့မလိုအပ်တာချမ်းပစ်ခဲ့ပေါ့ခေးရည်စီးကြောင်းမှာခမရပြောတဲ့အမိုက်တွေဟာမိုးမကောင်းပါဘူးခေးရည်စီးကြောင်းမှာခင်မင်မှုတွေမိုးကောင်းနေတာခမရသိပါစိတ်နဲ့ကမိုးဟာအယူတွေတော့မဟုတ်ဘူးပေါ့သူတို့ရဲ့အနုပညာတသနာကိုယ်ရည်ကြီးမှုအရာမကိုင်းညီတဲ့အခါစွန့်ပြစ်လာရုံပါပဲဆဲနေဘူးတော့အကြောင်းမရှိဘူးဟုတ်ပြီလေခမရဆဲခြင်းဆဲပေါ့ကြပြတပုတ်ဖြစ်ုံလေးတော့မရည်ရွယ်သင့်ဘူးအနုပညာမိုးကောင်းကြီးအောက်ကစာပေရည်စည်းကြောင်းထဲမှာအမိုက်တွေမိုးကောင်းမနေပါအမိုက်လို့အထင်ခံရတဲ့ဘဝဟာရုံးထရှင်တန်အနုပညာလမ်းပေါ်ရောက်ဖို့စေတနာဆန္ဒယုံကြည်မှုဇွဲစစ်မှန်တဲ့ယဉ်ကျေးမှုကိုဂိုင်ဆွဲပြီးတရွေ့ရွေ့လှမ်းလာနေကြပါပြီပိုင်ဆိုးဝေ28ရက်6လ1985